မိုက်တဲ့ပေအကောင့်ဖွင့်ပြပါမယ်ကျွန်တော်အကောင့်ရှိပြီးသားကျွန်တော်ဝင်ပြပါမယ် Okay let's go ဒီဖုန်းနံပါတ်ရိုက်ခဲ့မယ် Okay ဒီကုတ်ပို့ပါမယ်ကုတ်တစ်ခါလေးရရတယ်အကောင့်ရှာမတွေ့ပါနဲ့ Okay အကောင့်သိဖွင့်ရမှာပါ sorry ပဲဖုန်းနံပါတ်ကတော့ကိုโอเคနောက်တစ်ဆက်လောကောတမပါတယ်လောကောတမပါဆိုကျွန်တော်လောကောကိုပါထည့်ကောင်းမလဲโอเคနောက်โอเค level 1